နှကန်းနီကတော့လူတယောက်ရဲ့အသက်လို့ပြောလို့ရတယ်ပေါ့နော်ဒါမှနှခါလေးလိမ့်ထားတယ်နှကန်းနီလေးကိုအိုင်ရှယ်ရိုးလေးဖြစ်သုံးထားတယ်ဒါပေမဲ့ပေါ့နော်နှကန်းနီမပါတဲ့အခါမှာဖြူဘက်ဖြူရောနဲ့မလာဘူးပေါ့နော်အဲ့တော့နှခါနဲ့နှကန်းနီနဲ့လိုက်လားဆိုတဲ့သူတွေလိုက်ပါတယ်ရှင်နှခါနဲ့ဆိုလို့ရှိရင်တော့အရင်ထူထူကြီးဆိုကြမလို့ပေါ့ပေါ့ပါပါလိုပပလေးဆိုအိုင်ရှယ်ရိုလေးလဲပေါ့နော်ဒီနှခမ်းနီလေးနဲ့ပဲတုံးလိုက်ပြဆိုအဆင်ပြေသွားတယ်အဲ့တော့တနှခါနဲ့ပဲဖြစ်ဖြစ်မျက်နှာပြောင်ပဲဖြစ်ဖြစ်စကင်ကဲနဲ့ဖြစ်ဖြစ်နှခမ်းနီလေးတစ်ချောင်းကတော့အမျိုးသမီးတိုင်းရှိတဲ့အရာပေါ့နော်နှခမ်းနီလေးမပါဘူးဆိုရင်တော့အယောင်သွေးစုံစုံလင်လင်နဲ့မလှဘူးပေါ့နော်ဒီနေ့တော့မမေကတနှခါလေးရဲ့ဆန်းခွင်လေးရဲ့ဂျူဘလက်မိတ်ကပ်လေးရဲ့ဒီနှခမ်းနီလေးရဲ့စိုးထားပေါ့နော်လိမ့်ထားပေါ့အဲ့တော့တနှခါလေးနှွေးမှာပေါ့နော်တနှခါလိမ့်တာကြိုက်တဲ့သူတွေဆိုလို့ရှိရင်တော့နှခမ်းနီလေးနဲ့တနှခါလေးနဲ့လိုက်ပတ်ပါတယ်လူတယောက်မှာပေါ့နော်အရေးကြီးဆုံးကတော့ဒီနှခမ်းလေးကအယောင်လေးမရှိဘူးဆိုရင်လူဖြူဘက်ဖြူရနဲ့လူမမာကြီးလို့ဖြစ်တော့ပေါ့နော်အဲ့တော့တနှခမ်းနဲ့ပဲလိမ့်လိမ့်skin care လူမျိုးလိမ့်တာပဲဖြစ်ဖြစ် make up ပြင်တာပဲဖြစ်မြန်မာဝတ်စုံလေးဝတ် hot shot ပဲဝတ်နှခမ်းလီလေးတစ်ချောင်းကတော့မဖြစ်မနေရှိတယ်ပေါ့နော်မေဒီနေ့ဆိုပြတဲ့အယောင်လေးကတော့ဘိုးကလာအုပ်ကြီးအောင်လေးပါ make up ကလေးကတော့ chip make up number 3လေးရဲ့ sun cream လေးရဲ့လိမ့်တာပေါ့နော်အဲ့တော့မြန်မာအသားရေကိုက်အဝါကိုက်ကလေးလေးထုတ်တာမလို့တနှခမ်းနဲ့လည်းအဆင်ပြေတယ်ဒီတွဲလေးတွဲရှိပြီဆိုရင်တနှခမ်းလေးနဲ့လိမ့်လိမ့်နှခမ်းလီလေးဘယ်လိုပြော make up ကလေးပြင်ပြင်အဆင်ပြေတဲ့အတွဲလေးပါရှင်ပြီးတော့ရေဆိုချွေးဆိုလည်းခံတယ်ပေါ့နော်တနခါလေးနဲ့လည်းအဆင်ပြေတယ်ဆိုတော့တော်ရောမျိုးရောပြိုမီတွေပေါ့နော်လှလှလေးဖြစ်ချင်တဲ့ပြိုမီတွေဆိုတော့မမေစီမှာမှာယူလို့ရပါတယ်မြို့နယ်ပေါင်း300ကျော်ကိုအိမ်ရောက်ငွေချင်နဲ့ရပါတယ်ရှင်မှာချင်တော့မမေစီမှာလာပေးမှာပေးနော်မမေကမိတ်ကလေးနဲ့စပွန်လေးတွေပေါက်တင်မတ်လေးတွေလက်ဆောင်ပေးနေပါတယ်ရှင်ကျေးဇူးပါ